နဲ့မြို့ခိုးတွေကြားတဲ့ကပကံခစ်ဦးစီကိုအချိန်ခီးသွားပြီးအကြီးကြီးတို့ရဲ့ကဘာတဲကိုတူတူစီးမျောကြည့်ရလူခဲ့တဲ့နှစ်ပေါင်း1000ကျော်ကအနော်ရထားမင်းကြီးမင်းမဖြစ်ခင်ပကံပြည်ရဲ့ညနေခင်းတစ်ခုကိုမှန်းဆကြည့်ပါမြို့ခိုးတွေဝင်မိုင်းနေတဲ့တောအုပ်ထဲကကျောင်းတင်ငန်းတစ်ခုကနေမန်တိုင်ရွတ်ဆိုတဲ့တိုင်းကွက်နင်းတန်နဲ့စီးမြစ်ထုံးတန်ထွက်ပေါ်နေတာအဲ့ဒီကျောင်းထဲမှာတော့ထူးဆန်းအံ့ဩဖွယ်အတတ်ပညာတွေကိုတက်မြောက်ထားပြီးပြည်သူတွေအပေါ်ဩဇာညောင်းတဲ့ဝိယုံနဲ့ဝိပညာရှင်တွေရှိနေကြတယ်သူတို့ဟာမြန်မာသမိုင်းမှာရီပန်းစားလာတဲ့လောက်အငင်းပွားစရာလေးအကောင်းဆုံးဖြစ်တဲ့အရေးကြီးဆိုတဲ့သူတွေပဲမာနရာဇဝင်ကဲ့သို့ရှေးဟောင်းကျမ်းများကိုလှန်လို့ဖတ်ရှုကြည့်ရင်အရေးကြီးတို့အကြောင်းကိုစိတ်ပျက်စရာစက်ကွက်များဖြင့်စတင်ဖော်ပြလေရှိသည်ကိုတွေ့ရမည်ရှေးဟောင်းရာဇဝင်ကျမ်းတွေမှာအရေးကြီးတွေကိုအရက်တောက်အမဲလိုက်ပြီးလောကီဂါထာမန္တန်တွေနဲ့ပြည်သူတွေကိုလမ်းမပြတဲ့သာသနာဖြတ်တွေအဖြစ်ပုံဖော်ခဲ့ကြပါတယ်အဆိုးရွားဆုံးဆူဆွဲချက်မှာပန်းဦးလူချင်းဟူသောအလေးအထားဖြစ်သည်တိုင်းပြည်ရှိမိန်းကလေးများသည်အိမ်တော်မပြုတ်မီအရေးကြီးတို့ထံအရင်ဆုံးလာရောက်အိပ်ဆက်ပြီးကာမဂုဏ်ကိုပူဇော်ရသည်ဟုရေးသားခဲ့ကြသည်ထို့အပြင်အရေးကြီးတို့သည်ရဟန်းအမိခံပြီးအရက်တောက်ခြင်းအမဲလိုက်ခြင်းပြည်သူများကိုလောကီဂါထာမန္တန်များဖြင့်လမ်းမပြခြင်းတို့ကိုပြုကျင့်ခဲ့သည်ဟုတမိုင်းစာမျက်နှာများတွင်မှတ်တမ်းတင်ခံခဲ့ရသည်သို့သောခေတ်သစ်တုတေသနာမျက်မှန်ဖြင့်ပြန်လည်ဆန်းစစ်ကြည့်သောအခါအီဇလန်သည်အနိုင်ရသူဘက်မှရေးသားခဲ့သည့်တစ်ဖက်သက်သမိုင်းဖြစ်နေကြောင်းတွေ့ရှိရတယ်။ထေရဝါဒဗုဒ္ဓဘာသာကိုပုံမထွန်းကားစေရန်ရခင်ရှိနေခဲ့သည့်အုပ်စုအားဗီလိန်နေရာပေးလိုက်ခြင်းဖြစ်နိုင်တယ်။အရီကြီးများသည်ဘာသာမဲ့ဆုံးကိုယ်များမဟုတ်ပါ။သူတို့သည်အိန္ဒိယမှတိဘက်သို့၎င်းထိုမှတစ်ဆင့်မြန်မာနိုင်ငံအတွင်းသို့၎င်းစီးဆင်းဝင်ရောက်လာသောမဟာယာနနှင့်တန်ထရဗုဒ္ဓဘာသာအယူအဆများကိုမြန်မာရိုးရာနတ်ကိုယ်ွယ်မျိုးနှင့်ရောနှောပေါင်းစပ်ထားသောဒေသခံခိုင်းဝင်ရသောဖြစ်ကြတယ်။သူတွေများ၏အဆိုအရပန်းဦးလွတ်ချင်းဆိုသည်မှာရာဇဝင်ကဆိုတကယ်တော့ကာမဆိုင်ရာဖောက်ပြန်မှုမဟုတ်ပဲအိမ်တော်မပြုတ်ဘူးလောကီအကြီးကဲထံမှာလင်းများအရာမြဲမြံစေတယ်ကောင်းကြီးတောင်းခံရတဲ့သိတိတင်ရအတွက်ပြုလုပ်ပြီးယဉ်ကျေးမှုတလိထူတာဖြစ်နိုင်တယ်။တမိုင်းဆိုတာနိုင်သူတွေစုပ်ချက်တင်တဲ့ပဋိကားတစ်ချက်မို့အရှုံးသမားတွေရဲ့အကြောင်းဟာမင်းမင်စမြဲပါပဲ။အရီကြီးများသည်ဘာသာရေးနယ်ပယ်တွေသာမကပကံလူအဖွဲ့အစည်းရှင်သန်မှုအတွက်ပါအရေးပါသောတိုင်လုံးကြီးများဖြစ်ခဲ့ကြသည်။သူတို့၏တကယ့်အခမ်းကဏ္ဍများမှာတိုင်းရင်းစေပညာရှင်များအနေနဲ့တောတောင်များတွင်လှည့်လည်ရှာဖွေကတစ်ဦးတစ်ခုနဲ့စီးမြစ်များကိုပေါ်ဆက်ပြီးပြည်သူတို့၏ရောဂါဝေဒနာများကိုပူတာပေးခဲ့ကြတယ်။စာပေနဲ့ဗီဒီဆရာများအနေနဲ့လက်ခတဗေဒဗီဒီပညာနဲ့ရှီဟောင်းစာပေများကိုထိန်းသိမ်းကမင်းကြီးမင်းသားတို့၏တိုင်ပင်ဖက်အကြံပေးများဖြစ်ခဲ့ကြသည်။မြန်မာတိုင်းပညာရှင်များအနေနဲ့ကိုခန္ဓာကြန့်ခိုင်ရေးနဲ့ကာကွယ်ရေးအတွက်ရှီဟောင်းမြန်မာတိုင်းပညာတို့ကိုစနစ်တကျလေ့ကျင့်ပေးကမျိုးရိုးဆက်ဆက်ထိန်းသိမ်းခဲ့ကြသည်1016ခုနှစ်တွင်ရှင်အရဟံပကံပြည်သို့ရောက်ရှိလာပြီးအနော်ရထာမင်းကြီးကထီတော်ဝါဒဗုဒ္ဓဘာသာကိုနိုင်ငံတော်ဘာသာအဖြစ်ကြေညာလိုက်သောအခါအကြီးကြီးတို့ဤခေတ်သည်တဖြည်းဖြည်းမေ့မိန်၍ဆက်သိမ်းသွားခဲ့ရသည်သူတို့ဤသာသနာနှင့်အာဏာကိုသိမ်းပိုက်ခံလိုက်ရတဲ့ကဲ့သို့တမိုင်းတွင်လည်းအစိုးမြင်ပုံဖော်ခြင်းခံခဲ့ရသည်သူတို့သည်လုံးဝစိုးသွမ်းသောမိစ္ဆာဒိဋ္ဌိများမဟုတ်ပါထီတော်ဝါဒဘာသာမရောက်ရှိမီကာလကတည်းကမြမလူအဖွဲ့အစည်းအားမိမိတို့နီးလန်းအတိုင်းအသိပညာအတတ်ပညာနှင့်စီးပွားများကိုဖြန့်ဝေပေးခဲ့ကြသည့်ခေတ်ဦးကာလအသိပညာရှင်လောကီယဟန်များသာဖြစ်နိုင်ပါ